brand founder တွေလွယ်လွယ်လေးနဲ့လှုပ်လို့ရတဲ့ခေတ်ကြီးမှာ brand founder တွေလည်းတဖြည်းဖြည်းနဲ့များလာတယ်ချေရဲ့ဒီတင်တန်းသူတွေ client တွေလည်း brand founder တွေများတယ်အဲ့မှာချေမြင်လိုက်တဲ့အရာတစ်ခုက brand founder တယောက်ဖြစ်ဖို့ကငွေရှိရုံနဲ့မလုံလောက်ဘူးမနေ့ကအမရဲ့ story ကိုနားထောင်လိုက်တာငွေထက်ပိုရှိရမယ့်အရာအမကိုယ်တိုင်လည်း founder ဖြစ်လာတာ9နှစ်ရှိသွားပြီဒီ9နှစ်အတွင်းမှာအောင်မြင်လာအောင်တည်ဆောက်လာခဲ့တဲ့အတွေ့အကြုံ3ချက်လောက်ချေရဲ့ fan တွေချေရဲ့တင်တန်းသူတွေလည်းမျှဝေပေးပါအောင်အဓိကပေါ့နော်ကိုကဒီ brand founder 9နှစ်လောက်လုပ်ခဲ့တဲ့အချိန်မှာကိုရဲ့အတွေ့အကြုံရဆိုအရေးကြီးဆုံးကဒီ3ချက်ပေါ့နော်ဘာလဲဆိုတော့နံပါတ်1ကကြတော့အမြင်ကျယ်ရမယ်အမြင်ကျယ်ရမယ်ဆိုတာဘာလဲဆိုတော့လူများမမြင်တာကိုကမြင်တတ်ရမယ် market မှာဘာတွေခစ်စားနေလဲခစ်ရှိပြီးနိုင်တာကဘာလဲဒီအခုချိန်ခစ်ကာလမှာဘာတွေထုတ်ရင်ပို့ပြီးတော့ပေါက်နိုင်တယ်ဒီအမြင်ကျယ်ရမယ်နံပါတ်2ကကြတော့ win win ကိုထုတ်လိုက်တဲ့ပစ္စည်းကို founder တယောက်ဖြစ်ပြီဆိုကိုတယောက်ထဲနိုင်နေလို့မရအောင်အရင်နိုင်ချင်တယ်ဆိုရင်ကိုရဲ့လူတွေအကုန်လုံးအနိုင်ရမှဒါအရင်နိုင်မှာဒါဆိုရင်ကိုတခုခုလောက်တိုင်း system ချတိုင်းဒီ system ကသူတို့အတွက်ဘာအကျိုးရှိလဲကိုအတွက်ကောအကျိုးရှိလားကိုလည်းအမြဲတမ်းရှုံးနေလို့မရအောင်ဟုတ်တယ်နော်ဟုတ်တယ်ကိုတိုင်းကလည်းနိုင်ရမယ်သူတို့လည်းနိုင်ရမယ်ဒါမှအားလုံးတွားနေတဲ့ direction ကတခုတည်းဖြစ်နေပြီးတော့ပို့ပြီးတော့ပြေးရတာမြန်မယ်ဝေးမယ်နံပါတ်3ကကြတော့ဗာလဲဆိုတော့ relationship အရေးကြီးဆုံးပဲ relationship ဆိုတာကဗာလဲဆိုတော့စိတ်တဘောထားပြေဝမှုပေါ့နော်စိတ်တဘောထားပြေဝတဲ့အချိန်မှာကိုတွေကလူတွေအများကြီးကိုဥဆောင်တဲ့အချိန်မှာသူတို့ဘက်ကနေခံစားပြီးတတ်မယ်သူတို့ကိုနားလဲမယ်ဟုတ်တယ်လူတိုင်းကအကျင့်မတူပတ်ဝန်းကျင်မတူတာဖြစ်တဲ့အတွက်တယောက်နဲ့တယောက်ရဲ့စိတ်တဘောထားတွေကမတူဘူးအဲ့ဆိုရင်ကိုအမြဲတမ်းစဉ်းစားတာတစ်ခုကကိုနဲ့ကျင့်တူတဲ့လူတယောက်ကိုပဲပေါင်းမယ်ဆိုရင်ကိုနဲ့အကျင့်နဲ့တူတဲ့လူပဲရောင်းလို့ရမယ်ကိုကအကျင့်မတူတဲ့လူတွေအားလုံးကိုရောင်းချင်တယ်ဆိုရင်တော့ကိုကအကျင့်မတူတဲ့အားလုံးကိုကစိတ်တဘောထားပြေဝပြီးတော့ပေါင်းတက်ရမယ်အဲ့3ချက်ကအရင်အရေးကြီးရလို့ထင်နော်ဒီထဲမှာတော့အမအတွက် powerful ဖြစ်ဆုံးက relationship ပဲနော်ချဲလဲဒီ brand founder တွေအများကြီးတွေ့လာခဲ့ရတယ်တချို့ငွေရှိတယ်အရေးချင်းရှိတယ် relationship အားနည်းသွားတဲ့အခါမှာ brand ကတိုးတက်တိတလောက်မတိုးတက်ဘူးเนาะမနေ့ကပဲအမနဲ့စကားပြောသွားတယ်လေဒီပြောသွားတဲ့အတော်တွင်းမှာဟုတ်တယ် relationship ကအရင်အရေးကြီးတာဘာဖြစ်လို့လဲဆိုတော့ကျတို့ဒီ tea လောက်တာနဲ့လက်လီရောင်းတာမတူဘူးเนาะလက်လီကသူတို့ဝယ်ခြင်းလို့သုံးခြင်းလို့လှခြင်းလို့လာဝယ်တယ်သူတို့မိုတီတော့ပေးစရာမလိုဘူးเนาะဒီ team ကသူတို့နေ့တိုင်းရောင်းနိုင်ဖို့စူးစမ်းဖို့ကအခက်အခဲပေါင်းများစွာသူတို့ကြုံရတယ်ဆိုတော့ဒါဟို team leader တွေဖြစ် founder တွေဖြစ် relationship skill ကလေအရင်အရေးကြီးတာ skill အားနည်းရင်တော့ဖြစ်တကယ်လို့ကိုယ်မှရှိတယ်ဆိုရင်ကောင်းစွာအသုံးချမဆုနှင်းဆိုရင်ဒီအချက်မှာအရန်အားတာလို့ Fairy ဆိုတဲ့ brand ကဒီလောက်ထိကိုရပ်တည်တာ Fairy ကချေမြင်တာအခုမှမဟုတ်ဘူးချေ online စလုပ်တဲ့အချိန်2019ကတည်းကနော် hot နေတဲ့အချိန်ချေမြင်လာခဲ့တာအခုချိန်မှာ founder နဲ့လာတွေ့ရတော့ Fairy ကဒီလောက်ထိကိုရပ်တည်နိုင်တာမနေ့က story နားထောင်လိုက်တော့အရန်တော်တဲ့ founder တယောက်ချေမြင်တယ်ဘာဖြစ်လို့လဲဆိုတော့ငွေရှိယုံနဲ့တကယ်လို့ကို့မှာ relationship အပိုင်းမှာမခိုင်ထားဘူးငွေရှိယုံနဲ့ဆိုရင်ဒီချိန်ထိမရောက်လာဘူးပေါ့နော်တကယ်လို့ကိုတိုင်းက brand founder ဖြစ်ခြင်းနဲ့ team leader တွေဖြစ်ခြင်းနဲ့ brand founder အပိုင်းမှာကိုလေ့လာခြင်းလဲဆိုရင်မဆုနေရအကောင့်ထဲမှာသွားပြီးနားထောင်လို့ရတယ်အကောင့်နာမည်ပြောပြပေးပါဟုတ်အကောင့်နာမည်ကစုနင်းခိုင်ပါနော် TikTok အကောင့်ကစုနင်းခိုင်ဟုတ် page ရောpage ကကြတော့Little Fairy Skin Official လည်းရှိတယ်စုနင်းခိုင်ဆိုတဲ့နာမည်နဲ့လည်းရှိတယ်အမှလာပြီးတော့လည်းလာကြည့်လို့ရတယ်မေးစရာမေးခွန်းတွေကို brand ခုမှစထောင်နေဘာတွေအခက်အခဲကြုံနေရဆိုလဲအမြဲတမ်းလာပြီးတော့အကျင့်တောင်းလို့ရပါတယ် Okay ကျေးဇူးတင်ပါတယ်